အားလုံးပဲမင်္ဂလာပါ expanding your horizon ကနေကြိုဆိုပါရစေဒီနေ့ကျွန်တော်တင်ဆက်ချင်တဲ့အရာလေးကတော့ Gmail account ဘယ်လိုဖွင့်ကြမလဲဆိုတဲ့အရာပဲဖြစ်ပါတယ် Gmail account ဘယ်လိုဖွင့်မလဲဆိုတဲ့အရာဟာအထွေအထူးကြီးမဟုတ်ပြီမယ်တချို့သောညီကိုမောင်မတွေအတွက်တစ်ချိန်ချိန်မှာလိုအပ်ခဲ့မယ်ဆိုရင် reference အနေနဲ့အသုံးချလို့ရအောင်ဆိုတဲ့ရည်ရွယ်ချက်လေးနဲ့ဖန်တီးထားခြင်းဖြစ်ပါတယ်အခုစကြရအောင် www.gmail.com ကို address bar လို့ခေါ်တဲ့လိပ်စာတန်းမှာရိုက်ထည့်ပါမယ် အခုဆိုရင်ကျွန်တော်တို့ Gmail account တစ်ခုအောင်မြင်စွာဖွင့်လှစ်နိုင်ပါပြီအကယ်၍များရှင်းပြချက်တွေမြန်သွားခဲ့မယ်ဆိုရင်ဗီဒီယိုလေးကိုပြန်ရစ်ပြီးကြည့်လို့ရပါတယ်အားလုံးအတွက်မဟုတ်ခဲ့ရင်တော့တယောက်ယောက်အတွက်သုံးဝင်လိမ့်မယ်လို့ညွှန်လင့်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်